နောက်ဆုံးလို့နေတဲ့တစ်ချိန်လေးကိုဆိုပါတယ်ဒီတစ်ချင်းကကျွန်တော်ဒီနေ့ကနေလာတဲ့တစ်ချင်းတို့ထွန်းမမနဲ့နေရောင်ပြထွန်းရင်ရိုင်းလန်းငါဆောင်နေမဲ့သူမလို့ချိန်ထားတဲ့တဲ့မြေပြေအိုးရင်စီမျိုးသူကိုကျိုးလေးရကိုလာမလို့ခုညတော့အိမ်နိုင်မဲ့မထင်တွေ့တဲ့ညနေကိုပြန်တွေ့ကလည်းစမတဲ့နိုင်အောင်လေးပြေးတွေ့လက်တော်အတီကိုပြန်ဖို့ရင်ဆိုနေညိုတဲ့နေကူရင်ညောနေမလို့ဆက်စတော့ရောက်အောင်လာမယ်ဆောင်ရအိမ်လေးဖြင့်ရင်းမြန်ကိုစီခီးထွက်ဖို့ထိုးလာနေပြီလေနေရောက်ပြထွန်းရင်ဂိုင်းလန်းကဆောင်နေမဲ့သူ